ဒီနေ့တော့မလေးရှားနိုင်ငံထဲမှာရှိတဲ့စာရိုက်တွေအကြောင်းကိုလေ့လာကြည့်မှာဖြစ်ပါတယ်မိတ်ဆွေက online shop လုပ်ဖို့စဉ်းစားနေတဲ့သူတယောက်ဆိုရင်တော့ဒီဗီဒီယိုကအကျိုးရှိမှာသိကြပါတယ် Post မလေးရှားနိုင်ငံတွင်းမှာရှိတဲ့စာရိုက်ပေါင်း300ကျော်နဲ့ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီဖြစ်ပါတယ် Post မလေးရှားဆိုတာဘာလဲမလေးရှားနိုင်ငံတွင်းမှာကျွန်တော်တို့စာပို့တာတွေပစ္စည်းပို့တာတွေဗန်လုပ်ငန်းဆိုင်ရာတွေတခြားဘေးပင်းမှန်တွေအပြင်တခြားသောဝန်ဆောင်မှုတွေအတွက်အသုံးဝင်ပါတယ်အထူးသဖြင့် online shop လုပ်ချင်တဲ့သူတွေအတွက်ဘယ်လိုအခွင့်အရေးတွေရှိမလဲဆိုတာဆက်ပြီးတော့မှလေ့လာကြည့်ပါမယ်ကျွန်တော်တို့ ਨੇ အရန်အသုံးဝင်တဲ့စားပိတ်တစ်ခုရှိပါတယ်အဲ့ဒါကတော့ parcel delivery ပါမလေးရှားနိုင်ငံအတွင်းကျွန်တော်တို့ ਨੇ နီးစပ်ရာစားတိုက်တွေမှာလိပ်စာအတိအကျသိုံနဲ့ကိုယ့်ရဲ့ parcel ပစ္စည်းတွေကိုပေးပို့လို့ရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်မြင်သာအောင်ပြောရရင် Lazada Shopee TikTok Shop လို platform တွေကဒီစားတိုက်တွေနဲ့အဓိကချိတ်ဆက်ထားတဲ့ partnership တွေပဲဖြစ်ပါတယ်မိတ်ဆွေက online service တွေကိုစိတ်ဝင်စားတဲ့သူတယောက်ဆိုလို့ရှိရင်ကျွန်တော်တို့ Google Map မှာရိုက်ရှာကြည့်လို့ရပါတယ် Post Laju JMD Expert Major Ban စရှိတဲ့စားတိုက်ရုံးတွေကိုလေ့လာကြည့်လို့ရပါတယ်ကျွန်တော်တို့လိုမလေးရှားနိုင်ငံထဲမှာရှိနေတဲ့သူတွေအတွက် Post မလေးရှားဟာတကယ်အရေးပါတဲ့ network တစ်ခုပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါစားတိုက်တွေနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်သိချင်တာလေးရှိရင်လည်းကျွန်တော်ကို comment မှာရေးခဲ့ပေးလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဇင်ကြီးပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါအောင်မယ်